မင်္ဂလာပါကျွန်မကတော့မွေးကြပါဒီတစ်ပတ် BMC ဖို့နေတဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ် BMC ဖို့နေကတော့ The74 Media ရွှေပြည်မြေ News Agency မဲခေါင် News ဇလန် Mandalay Free Press မြေလက်အတန် Western News AR တိုင်းနဲ့သတင်းနိုင်တိုင်းတို့ဖြစ်ကြပါတယ်ပထမဆုံးတစ်ပုတ်အနေနဲ့မြေလက်အတန်ကပေးပို့ထားတဲ့ရတနာဘုံမြို့သစ်စီမံကိန်းနဲ့အနီးစကန်လေးစိတ်တိုးချဲ့ဖို့ပြည်ဦးလွင်မြို့နယ်ကပြည်သူပိုင်နေအိမ်တွေကိုဖျက်ဆီးပြီးတော့မြေသိမ်းတာတွေကိုစစ်တပ်ကစက်တိုက်လှုပ်ဆောင်နေတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မန္တလေးတိုင်းပြည်ဦးလွင်မြို့နယ်မှာရတနာဘုံမြို့သစ်စီမံကိန်းနဲ့အနီးစပ်လေးစိတ်အနီးကမြေနေရာတွေကိုစစ်တပ်ကသိမ်းယူနေပြီးအဲ့ဒီမြေနေရာတွေမှာဆောက်လုပ်ထားတဲ့ပြည်သူတွေရဲ့နေအိမ်တွေကိုဖျက်ဆီးတာတွေစက်တိုက်လှုပ်ဆောင်နေတယ်လို့ဒေသခံတွေကပြောပါတယ်။အနီးစပ်လေးစိတ်နဲ့ကက်လျက်မှာရှိနေတဲ့အောင်ချမ်းသာကြီးရွာကပြည်သူတွေရဲ့နေအိမ်နဲ့ဆိုင်ငန်းပေါင်း60တန်းမနည်းကိုဇွန်လနောက်ဆုံးပတ်ထဲမှာစစ်တပ်ကအဓမ္မဖယ်ရှားခိုင်းခဲ့တယ်လို့မြို့ကန်မြို့သမီးတူကမြေလက်အတန်းကိုပြောပါတယ်။အနီးစကန်လီကွင်းကမြို့ထဲထိသူကချဲ့လိုက်တာပြီးတော့ဒီအခုဆိုလို့ရှိရင်လေဝင်းနောက်ဘက်ကလမ်းကိုမန္တလေးပြည်ဦးနဲ့အစင်းလမ်းပေါ့နော်မန္တလေးပြည်ဦးနဲ့အစင်းလမ်းကိုလည်းလမ်းထက်ချက်မယ်ဆိုပြီးတော့လမ်းဘေးတစ်ပင်ကြီးခုတ်ထားတယ်ပြီးတော့ကျတော့လမ်းဘေးမှာဒီအောင်ချမ်းသာတွေကဆိုင်ကန်းတွေအကုန်လုံးကိုလမ်းနဲ့နမိတ်နဲ့မလွတ်ဘူးဆိုပြီးတော့အကုန်လုံးဖြတ်ခိုင်းတာတော်တော်လေးများတယ်ဆိုင်ကန်းတွေကအနီးစကန်လေးစိတ်ဟာရခင်ကစစ်ဘက်သုံးလေးစိတ်သာဖြစ်ပေမဲ့လက်ရှိဆောက်လုပ်နေတဲ့ရေဒနာပေါ်မြို့သစ်စီမံကိန်းနဲ့အတူအပြည်ပြည်ဆိုင်ရာလေးစိတ်အဖြစ်အဆင့်မြင့်တင်မှုစ조사နေတာဖြစ်ပြီးလူငင်အားအများအပြားနဲ့ဆောက်လုပ်နေတာကြောင့်လေရင်ပေးလမ်းတွေအထိပြီးစီးနေပြီလို့မြို့ကန်တွေကဆိုကြပါတယ်အနီးစကန်လေးစိတ်အနီးကမြေလွတ်တွေဖြစ်တဲ့ရက်ကွက်ကြီးဆက်ခွန်အတွင်းကမြေ10ဧကကျော်နဲ့စင်ကောင်းရွာအနီးကမြေ15ဧကကျော်ကိုလေးစိတ်ထပ်မံချဲ့ထွင်ဖို့တင်ယူခဲ့ပြီးအလားတူအနီးစကန်လေးစိတ်နဲ့တစ်ဆက်တည်းမှာရှိနေတဲ့စစ်ကောင်းဆောင်ဟောင်းအသွင်မြောင်းသမရရဲ့တားဖြစ်သူပိုင်းကုမ္ပဏီဆောက်လုပ်ခွင့်ရထားတဲ့ရဲနာဘုံမြို့သစ်စီမံကိန်းအနီးမှာလည်းစီမံကိန်းမြေတွေမှာပါဝင်နေဆိုက3000ရွာကန်တွေရဲ့နေအိမ်တွေကိုအဓမ္မပယ်ရှားခိုင်းနေတယ်လို့လည်းသိရပါတယ်ရှယ်နာဘုံမြို့သစ်စီမံကိန်းဟာ3000ရွာနဲ့ပြင်စာရွာကြားတိစောက်ထားတာဖြစ်ပြီးအခုနှစ်ဖေဖော်ဝါရီလမှာစစ်ကောင်းဆောင်မင်းအောင်လှိုင်တက်ရောက်ခါမြို့သစ်စီမံကိန်းကိုစတင်ဖွင့်လှစ်ပေးခဲ့တာပါအဲ့နောက်ပြင်စာရွာအနီးကစိုက်ဘာစီးတီးတက္ကသိုလ်အဝင်ပေါက်ကနေ3000ရွာအဝင်အထိမြေနေရာအလုံးကိုစီမံကိန်းမြေလို့ဆိုကအဲ့ဒီမြေနေရာအတွင်းကနေအိမ်တွေပြသိမ်းပေးဖို့ဇွန်လဒုတိယပတ်နဲ့နောက်ဆုံးပတ်တွေမှာလက်ရှိအသွင်ပြောင်းအစိုးရကထုတ်ပြန်စာနဲ့အတ္တမပယ်ရှားခိုင်းခဲ့တာလို့3000ရွာဒေသခံတဦးကအခုလိုပြောပါတယ်ပထမတခါတစ်တောပိုင်မြေကိုကျူးတယ်လို့ပြောတယ်။ဒါရွာမြေတွေအခုဆိုမြေတစ်ကွက်သိန်းထောင်ချီခန့်ရှိနေပြီ။အခုကြာစီမံကိန်းနဲ့မလွတ်လို့ဆိုပြီးတော့အကုန်ဖြတ်ခိုင်းတာမဖြတ်ရည်ဘူရိုဇာနဲ့ထိုးဖြတ်ပြီးအကုန်ကာသွားတယ်။21ရက်နေ့ကမဖြတ်ရသေးတဲ့အိမ်တွေကိုထိုးဖြတ်သွားတယ်။ပြီးတော့ပိုက်စိမ်းကြီးကာသွားတယ်လက်ရှိမှာရန်နာဘုံမြို့သစ်စီမံကိန်းနေရာအနီးက3000နဲ့ပြင်စာရွာကန်တွေရဲ့နေအိမ်နဲ့ဆိုင်ငန်းပေါင်းရာနဲ့ချီဖျက်ဆီးခံရပြီးကြာရှိနေတဲ့နေအိမ်တွေကိုလည်းအပိတိုင်ဖယ်ရှားပေးဖို့ဆက်လက်ဖိအားပေးနေလို့ဒေသခံတွေအခက်တွေ့နေကြရတယ်လို့ဆိုပါတယ်။ဒါအပြင်အခုလာတွင်မှာပဲရခိုင်စစ်အာဏာရှင်ဟောင်းဗိုလ်ချုပ်မှုကြီးတန်းရွှေတိဆောက်ခဲ့တဲ့ဗိုလ်ချုပ်ရွာကပြည်သူနေအိမ်တချို့လည်းတည်ယူခံခဲ့ရတယ်လို့သိရပါတယ်။မင်းအောင်လှိုင်တရုတ်ကနေပြန်လာပြီးနောက်ပိုင်းတရုတ်ပြည်မှာရှိတဲ့မြန်မာနိုင်ငံသားတွေကိုတရုတ်အစိုးရကစက်တိုက်ဖမ်းဆီးပြီးစစ်မှုထမ်းဖို့အတွက်ဆိုပြီးနေရက်ပြန်ပို့တာတွေလှုပ်ဆောင်လာပါတယ်။ဒီသတင်းကိုရွှေပြည်မြေကပေးပို့ထားပါတယ်။ရှမ်းမြောင်မူဆယ်တရုတ်နယ်စပ်ကနေတဆင့်တရုတ်နိုင်ငံဘက်ကိုယာယီနယ်စပ်ဖြတ်တန်းတော်လာခွင့်လက်မှတ်ကင်ဆောင်တဲ့တပတ်ကတ်နဲ့ဝင်လာပြီးတော့ရက်လုံနေထိုင်သူတွေနဲ့ခိုးပေါက်ကနေဝင်လာတဲ့သူတွေကိုတရုတ်ရဲတွေကလိုက်လံဖမ်းဆီးပြီးတော့မြန်မာဘက်ကိုပြန်ပို့နေတယ်လို့သိရပါတယ်။ရွှေလီ၊ကြံဖုံး၊ရင်ကျန်း၊မန်စီစားတဲ့မြို့တွေမှာတရုတ်ရဲတွေကတပတ်ကတ်နဲ့ခိုးပေါက်အလုပ်ဝေရောက်လောက်ကင်တဲ့မြန်မာနိုင်ငံသားတွေကိုအခမ်းတဲထိလာရောက်စစ်ဆေးပြီးခေါ်ဆောင်သွားတာရှိတယ်လို့ကားလမ်းမပေါ်မှာလည်းဖမ်းဆီးစစ်ဆေးနေတယ်လို့ရင်ကျန်းမှာနေထိုင်တဲ့အမျိုးသမီးတူကပြောပြပါရယ်ရင်ကျန်းမှာနေထိုင်တဲ့အမျိုးသမီးတူပြောပြတာကကျမတို့နေလာတာ9နှစ်ကျော်ပြီအဲ့ရှင်းလဲတိုင်ထားတယ်ရဲတွေရဲ့ပြောပြချက်အရတော့အသက်35နှစ်အောက်ဆိုရင်စစ်မှုထမ်းလုပ်ရမယ်တဲ့အကြောင်းပြန်ခိုင်းတာအသက်45အထက်ဆိုရင်ပြန်ဝင်ချင်းပြန်ဝင်လို့ရသေးတယ်တဲ့စမကက်လောက်ပြီးပြန်ဝင်လို့ရတယ်လို့ပြောရပဲအရင်တော့သူတို့လာစစ်ရင်လဲအစင်းတိုင်မတိုင်ပဲမေးပြီးတော့ပြန်သွားတာအရင်ကတည်းကဖမ်းတာဒီလောက်ထိတော့မဟုတ်ဘူးပေါ့စစ်ကောင်စီပြန်သွားပြီးကြတဲ့သူတို့ဖမ်းတာတောက်လျှောက်ပဲမင်းအောင်လှိုင်ရဲ့တရုတ်နိုင်ငံကူမင်းမြို့မှာကျင်းပတဲ့9ရက်အကြာအစည်းအဝေးအပြီးမှာတော့တရုတ်ရဲတွေကအရင်ကထက်မြန်မာနိုင်ငံသားတွေကိုပုံမစစ်ဆေးဖမ်းဆီးလာတယ်လို့ဆိုပါတယ်
တရုတ်ပြည်ဘက်အလုပ်ဝင်ရောက်လောက်ကင်ကြတဲ့မြန်မာနိုင်ငံသားတွေကိုတရုတ်ရဲတွေကလာမစ်စွန်လိုင်လာလက်ကုံအထိနေရအကုန်ပြန်ပို့မှာဖြစ်တယ်လို့အထက်ပါအမျိုးသမီးကပြောပါတယ်အထက်ပါအမျိုးသမီးတူဆက်ပြောပြတာက ကျမတို့ကိုကြတော့ဖမ်းတာမဟုတ်ဘူးကျမတို့ကအစီရင်အမြဲတင်တာဆိုတော့တသေးကိုဖုန်းဆက်ပြီးတော့ခေါ်ခိုင်းတယ်ဘာကြောင့်ခေါ်ခိုင်းလဲတော့မသိရအောင်ရဲစခန်းရောက်တော့သူတို့ပြောတာဒီလိုရှိတယ်တဲ့တရုတ်ပြည်မှာပေးမနေတော့ဘူးလူကြီးတွေပြောတာအကုန်ပြန်ပို့ခိုင်းတာတဲ့ခုနလပိုင်းလကုန်အထိပဲတဲ့ တရုတ်ပြည်ဘက်ကိုအလုပ်ဝင်ရောက်လောက်ကင်ကြပြီးတော့အထောက်ထားမရှိတဲ့မြန်မာနိုင်ငံသားတွေကိုတရုတ်ရဲတွေကမကြာခဏဝင်ရောက်စစ်ဆေးဖမ်းဆီးနေပေမဲ့နေ့စဉ်တရုတ်ပြည်ထဲကိုဝင်ရောက်လောက်ကင်ကြတဲ့မြန်မာအလုပ်သမားတွေဟာယာချီရှိနေတယ်လို့နောက်ထပ်အမျိုးသားတူကပြောပါတယ်။ယာယီနယ်ဆက်ဖြတ်တန်းသွားလာခွင့်လက်မှတ်ကင်ဆောင်တဲ့တပတ်ကတ်တွေနဲ့ခိုးပေါက်ဝင်လာတဲ့သူတွေအပြင်စာအုပ်အနေနဲ့တက်တန်းလုံးနေထိုင်သူတွေကိုလည်းတရုတ်ရဲတွေကလိုက်လံဖမ်းဆီးပြီးတော့မြန်မာပြည်ဘက်ကိုပြန်ပို့ပေးနေတာတွေရှိပါတယ်။အဲ့ဒီအပြင်စာအုပ်အနေကင်ဆောင်သူတွေကိုတရုတ်ရဲတွေကကျေကောင်ဘက်မှာရွှေလီထဲဝင်ဖို့ထောက်ခံချက်စစ်ဆေးစပင်စစ်တာတွေစစ်ပြီးတော့မူရစေဝမတုံးဆွဲကြောင်းစစ်ဆေးအောင်မြင်ပြီးယောဂမရှိမှတာရွှေလီထဲဝင်လို့ရမှာဖြစ်ပါတယ်။နောက်ထပ်ဒေတာခန့်အမျိုးသားတို့ပြောပြတာက စောင်းနီဓမ္မတွေကြနန်းတော်ပေါ့မှာစပင်ခဏခဏစစ်ခံရတယ်စီစစ်တယ်အောင်မအောင်ပေါ့မွေးစေဝါ3နာပေါ်ရင်တော့ပြည်ဝင်ခွင့်ကအနည်းဆုံး3နှစ်ပိတ်ခံရတယ် တရုတ်မြန်မာနယ်စပ်မြို့ဖြစ်တဲ့မူဆယ်မြို့ကနေတရုတ်နိုင်ငံကိုယာယီနယ်စပ်ဖြတ်ကျော်ခွင့်ကနဲ့တွားရောက်အလုံးလုံးကင်မဲ့သူတွေထဲကစစ်မှုထမ်းဖို့အကျုံးဝင်တဲ့လူငယ်တွေကိုမြန်မာအာဏာပိုင်တွေကပြီးခဲ့တဲ့2025ခုနှစ်ဖေဖော်ဝါရီ17ရက်ကစပြီးတော့ထွက်ခွာခွင့်ကိုကန့်တက်ထားခဲ့ပါတယ်။စစ်မှုထမ်းဥပဒေကြောင့်တနိုင်ငံလုံးအတိုင်းအတာနဲ့တောင်းနဲ့ချီတဲ့မြန်မာနိုင်ငံသားတွေဟာတရုတ်ပြည်ထဲကိုအလူအယက်ဝင်ရောက်ကြတဲ့သူတွေလည်းဖြစ်တယ်လို့အထက်ပါအမျိုးသားကပြောပါတယ်။ AR တိုင်းတွဲမှာစစ်ကော်မရှင်တပ်ဖွဲ့ဝင်ကအမျိုးသမီးငယ်တဦးကိုအဓမ္မပြုကျင့်ခဲ့ပြီးနောက်ပိုင်းလိမ်ပိုင်းဆိုင်ရာချိန်ချအကြမ်းဖက်မှုတွေကြုံတွေ့နေရပါတယ်။ဒီသတင်းကို AR တိုင်းကပေးပို့ထားပါတယ်။ AR တိုင်းတွဲမှာစစ်သားကအမျိုးသမီးငယ်တဦးကိုအဓမ္မပြုကျင့်ခဲ့ပြီးလိမ်ပိုင်းဆိုင်ရာချင်းချောက်အကြက်ကိုင်မှုတွေဖြစ်ပွားနေပါတယ်။ AR တိုင်းတာပေါင်းမြို့နယ်တွင်းကကျေးရွာချို့မှာတက်ဆွဲထားတဲ့စစ်တပ်ကတပ်သားတူဟာရွှေရင်မြော်ကျေးရွာကဒေသခံမျိုးသမီးငယ်တဦးကိုနေရင်အတွင်းဝင်ရောက်ပြီးအဓမ္မပြုကျင့်မှုဖြစ်ပွားခဲ့ပါတယ်။ပြီးခဲ့တဲ့ဇွန်လ23ရက်ညကအသက်25နှစ်ဝန်းကျင်အရွယ်မျိုးသမီးတူဟာသူမရဲ့နေမှာအိတ်နေချိန်စစ်သားကအဓမ္မပြုကျင့်ခဲ့တာဖြစ်ပါတယ်။ကာယကံရှင်မျိုးသမီးကပတ်ဝန်းကျင်ကိုအော်ဟစ်အကူအညီတောင်းခံခဲ့တာကြောင့်အနီးနားမှာရှိတဲ့ရွာသူရွာသားတွေကစစ်သားကိုဝိုင်းဝန်းဖမ်းဆီးပြီးတပ်အရာရှိစီအနံတိုင်ကြားခဲ့တယ်လို့သိရပါတယ်။ဒါပေမဲ့ကျူးလွန်တဲ့စစ်သားကိုဖျားကြီးဓမ္မယုံကအခြေဆိုင်စခန်းကိုပြန်လည်ပို့ဆောင်ခဲ့ပြီးအရေးမယူပဲဖုံးဖိပေးဖို့ကြိုးပမ်းနေတာကြောင့်ဒေသခံတွေကကျေနပ်မှုမရှိဘူးလို့ဆိုပါတယ်။ဒီလိုလုပ်တဲ့အပေါ်ဒေသခံတွေကမကျေနပ်ဘူးကျူးလွန်သူတွေကိုရဲရေးပိုင်တဲ့ကိစ္စမို့ရဲကိုလွှဲပေးရမှာပေါ့နော်။အခုတော့အရာရှိကိုယ်တိုင်ကကာကွယ်ပေးနေတော့ခက်တာပေါ့ဗျာ။စော်ကားခံရတဲ့မျိုးသမီးငယ်မှာလည်းအဆက်သိက္ခာကြောင့်ရောစစ်တပ်ကလက်နက်နဲ့ချင်းချောက်မှုနဲ့ဥပဒေကြောင်းအရနားမလည်မှုကြောင့်ရောရှေ့ဆက်ပြီးဘလို့လှုံ့ဆော်ရမှာကိုသိရှိခြင်းမရှိဘဲအားကိုးရမယ်ဖြစ်နေတယ်လို့သိရပါတယ်။ရွှေရင်မြော်ရွာနဲ့ဖျားကြီးရွာတွေမှာတက်ဆွဲထားတဲ့ရွေးတူဆိုရစစ်တပ်ရဲ့စစ်သားအချို့ဟာဒေသခံမျိုးသမီးတွေကိုအိမ်တွေပြပြားစေမဲ့အတုံးနှုံပြောဆိုတွေအမြဲနှောက်ယှက်စော်ကားနေတာကြောင့်လုံခြုံမှုမရှိဘဲစိုးရင်ထိတ်လန့်နေကြရတယ်လို့ဒေသခံတွေစီကသိရပါတယ်။ဖျားကြီးရွာကမျိုးသမီးတွေကိုစစ်အခြေဆိုင်စခန်းတွေခေါ်ပြီးထမင်းဟင်းချက်ပြုတ်ခိုင်းတာနဲ့အဓမ္မလုံအားပေးခိုင်းစေတာတွေရှိတယ်လို့လည်းသိရပါတယ်။ဒေသခံရွာသားတွေကလည်းကြောက်လို့သာငြိမ်နေရတာဗျာ။နည်းနည်းမှတရားမနည်းလည်းမကြဘူး။တဖြည်းဖြည်းနဲ့ဘူကြလာတယ်။ရွာသားတွေကိုသူတို့အပိုင်အစေခံလို့သဘောထားနေတာ။အခုတော့ဓမ္မယုံတွေကရွာဖုံးကြီးကျောင်းပိုင်ပစ္စည်းတွေပါပျောက်ကုန်ပြီ။ဒေသခံအမျိုးသမီးတွေမှလည်းကြောက်ကြောက်လန့်လန့်နဲ့နေရတာ။ဒါအပြင်တက်စကိုင်းချို့ကိုလမ်းလွတ်လိုက်ရတဲ့ရွေးတူဆိုရစစ်တပ်ဟာလက်နက်ကြီးပစ်ကွင်းရှင်းဖို့နဲ့ကြည်လန်းချောင်းမလွတ်လို့ဆိုပြီးကျေးရွာချို့ကိုအဓမ္မဖယ်ရှားခိုင်းနေတာကြောင့်ဒေသခံတွေဒုက္ခရောက်နေကြပါတယ်။ရေကြီးမြို့နယ်ရှိကမားကြီးရွာကြောက်ခဲနီရွာနဲ့စိန်ငွေးရွာတွေကဒေသခံပြည်သူတွေဟာမိုးရာသီကာလမှာနေအိမ်တွေကနေအဓမ္မနှင်ထုတ်ခံနေရတာကြောင့်အခက်အခဲများစွာနဲ့စစ်ပေးရှောင်နေရတယ်လို့ရေပြင်သတင်းရင်းမြစ်တွေရဲ့ပြောပြချက်အရသိရပါတယ်။
ပခုတ်ကူမြိုင်နယ်မှာစုပ်စုရဲ့ရဟန်းရင်ကိုတော်လိုင်းတပ်ဖွဲ့တွေကဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့ပါတယ်ဒီအကြောင်းကို MFP ကတင်ဆက်ထားပါတယ်မကွေးတိုင်းပခုတ်ကူခရိုင်မြိုင်မြို့နယ်မှာအာနာသိန်းစစ်အုပ်စုရဲ့ရဟတ်ရင်ကိုတော်လိုင်းတပ်တွေကဒရုန်းနဲ့တိုက်ခိုက်ဖျက်ဆီးခဲ့ပြီးတဲ့နောက်ရဟတ်ရင်ပြတ်အပိုင်းစာတွေကိုစစ်အုပ်စုကကားနဲ့ပြန်တယ်သွားတယ်လို့ဒေသခံသတင်းရင်းမြစ်တွေက MFP ကိုပြောပါတယ်။ဇွန်23ရက်ကပြည်သူကိုဘုံကျဲတက်ဖြတ်ပြီးတဲ့နောက်မြိုင်မြို့နယ်တွင်းမရွာပြူစောတိစခန်းအနီးဆင်းသက်တဲ့စစ်အုပ်စုရဲ့ MI-17 အမျိုးအစားရဟတ်ရင်တစ်စင်းကိုတော်လိုင်းတပ်တွေကဒရုန်းနဲ့တိုက်ခိုက်ခဲ့ရာရဟတ်ရင်မီးလောင်ပျက်စီးသွားတယ်လို့မကွေးဖက်ဒရယ်ယူနစ်ကာကွယ်ရေးဝန်ကြီးဘိုလက်ရာက MFP ကိုပြောပါတယ်ညနေ3 နာရီဝန်းကျင်ပေါ့နော်ညနေ3 နာရီဝန်းကျင်မှာဒီ MI-17 နဲ့ဒီလာခေါ်တာပေါ့သူတို့တန်ရရတဲ့ဒီစကားတွေအကြီးတယောက်လူကြားတာပဲလာခေါ်တဲ့ချိန်မှာကျွန်တော်တို့ဒီFPV နဲ့တိုက်ခိုက်တယ်ပေါ့တိုက်ခိုက်တဲ့ချိန်မှာသူတို့ရတာကတော့4 ဦး5ဦးတည်ဆုံးတဦးတန်အပြင်းထန်ရတယ်လို့သိရတယ်ပေါ့နော်ကျန်တာတွေကတော့စစ်ရေးတရင်နဲ့ဖြစ်တော့သူလေချောင်းတိုက်ခိုက်နေတာလည်းဒီသူတို့ MI-17 ဆုံးရှုံးသွားကြဆုံးရှုံးပျက်စီးသွားတယ်ပေါ့ဒီကောင်တွေတပ်ပုံဝင်တွေစကားစားတွေဒေတာတန်းရတာရှိတော့လေချောင်းကချက်ဖိုက်တာရောဝိုင်းတွေရော35ရောအကုန်လုံးဝိုင်းပြနေကြတော့ဒေတာကန်တွေအနေနဲ့လုံခြုံရေးစိုးရင်ရတော့အကျယ်တုံးတော့မဖြစ်တော့ပါဘူးဒရုန်းနဲ့2ကြိမ်တိုက်ခိုက်ခံရလို့ရဟတ်ရင်အတွင်းကန်းတဲ့အင်ဂျင်တို့မီးလောင်ပျက်စီးကပြန်တန်းလို့မရတော့တာဖြစ်တယ်လို့ဒေသခံတော်လိုင်းအင်အားစုတွေကပြောပါတယ်။ဇွန်26နဲ့28ရက်နေ့တွေမှာအဲ့ဒီရဟတ်ရင်ပြက်ကိုစစ်အုပ်စုကကားနဲ့တင်ကပခုတ်ကူမြို့စီပြန်လဲတည်ယူနေပြီးရဟတ်ရင်ပြက်တည်ယူရာကားလမ်းတစ်လျှောက်ကို MI-35 အမျိုးအစားတိုက်ခိုက်ရေးရဟတ်ရင်နဲ့လုံခြုံရေးယူပစ်ကူပေးနေတယ်လို့ဒေသခံသတင်းရင်းမြစ်ကပြောပါတယ်။ရဟတ်ရင်တိုက်ခိုက်ဖျက်ဆီးခံရပြီးတဲ့နောက်အာနာသိန်းစစ်အုပ်စုကမြိုင်နယ်ကျွော်တွေကိုဘုံပတ်ကျဲနေတယ်လို့တွင်းမရွာပြူစခန်းတွေကိုလည်းစစ်အင်အားအများအပြားဖြစ်တင်ထားပြီးဒေသတွင်းစစ်ကြောင်းထိုးလာနိုင်တာကြောင့်မြိုင်နယ်ကျွော်တွေကဒေသခံပြည်သူထောင်ထဲချီထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ဆိုပါတယ်။စစ်အုပ်စုရဟတ်ရင်ကိုဒေသခံတော်လှန်ရေးတပ်တွေဖြစ်တဲ့မကွေးတိုင်း PDF မကွေးဖက်ဒရယ်ယူနစ်ပခုတ်ကူခရိုင်မြိုင်နယ်ကတော်လှန်ရေးတပ်တွေပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။အာရကတတော် AA ရဲ့ခွင့်ပြုချက်မရဘဲကြောက်ဖြူရင်းနဲ့စိတ်ကန်းစီမံကိန်းအကောင့်ထဲပေါ်ဖို့မဖြစ်နိုင်ဘူးလို့ရခိုင်ဒေသခံတွေကပြောပါတယ်။ဒီသတင်းကိုတော့ Western News ကပေးပို့ထားပါတယ်။စစ်ကောင်စီနဲ့အာရကတတော် AA ကြားတိုက်ပွဲတွေပြင်းထန်နေတဲ့ရခိုင်ပြည်ကြောက်ဖြူမြို့နယ်ကကြောက်ဖြူရင်းနဲ့စိတ်ကန်းစီမံကိန်းကိုအရှိန်ဟုန်နဲ့အကောင့်ထဲပေါ်ဆောင်ရွက်တော့ဖို့တရုတ်ဆိုရနဲ့စစ်ကောင်စီကြားအခုရက်ပိုင်းတွင်ထပ်မံသဘောတူလိုက်ကြတာပါ။ဒီသဘောတူညီချက်ဟာဇွန်လ15ရက်နေ့ကနေ19ရက်နေ့ထိတွားရောက်ခဲ့တဲ့စစ်ကောင်ဆောင်မင်းအောင်လှိုင်ရဲ့တရုတ်နိုင်ငံတော်အဆင့်ချစ်ကြည်ရေးခီးစဉ်တွင်ထုတ်ပြန်ခဲ့တဲ့နိုင်ငံပူးတွဲကြေညာချက်မှာပါဝင်လာတာပါ။ကြောက်ဖြူရင်တဲ့စက္ကန့်စီမံကိန်းကိုတရုတ်မြန်မာစီးပွားရေးဇင်းကြံရဲ့အဓိကအခြေခံအဆောက်အုံစီမံကိန်းဖြစ်သတ်မှတ်ပြီး80တွန်းအားပေးဆောင်ရွက်တော့မယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။ဒါအပြင်နှစ်ဖက်စလုံးကကြောက်ဖြူရင်တဲ့စက္ကန့်စီမံကိန်းအပြင်မန္တလေးမူစေရထားလမ်းတွေလိုအဓိကဇင်းကြံစီမံကိန်းတွေကိုလည်းပုံမှန်တိုင်းတိုးမြင့်လှုပ်ဆောင်သွားဖို့ထိသဘောတူညီခဲ့ကြတာပါစစ်ကောင်စီနေနဲ့ကြောက်ဖြူရင်တဲ့စက္ကန့်စီမံကိန်းကိုအာဏာသိမ်းပြီးကတည်းကအကောင့်ထဲပေါ်ဖို့ကြိုးပမ်းနေပေမဲ့လည်းလက်ရှိရှင်ထိမြေပြင်မှာတစုံတရာဆောင်ရွက်နိုင်ခြင်းမရှိသေးပါဘူးလက်ရှိမှာလည်းနိုင်ငံကောင်းဆောင်တဲ့စီမံကိန်းအကောင့်ထဲပေါ်ဖို့သဘောတူညီခဲ့ကြပေမဲ့စီမံကိန်းအရိယာအတွင်းမှာတိုက်ပွဲတွေပြင်းထန်နေတာကြောင့်မြေပြင်မှာအကောင့်ထဲပေါ်ဆောင်ရွက်နိုင်မှာမဟုတ်ဘူးလို့ဦးမျိုးကျော်ကပြောပါတယ်ကျန်းစာဖို့ဆိုတာလက်ရှိပကတိအနေထားရကတော့မဖြစ်နိုင်ဘူးလို့ဘာဖြစ်လို့လဲဆိုတော့နော်အခုအချိန်မှာမဟာလာရဲ့ဆင်းချုပ်ထားတဲ့ဆိုတဲ့ဟာကကြောက်ဖြူမျိုးပေါ်ကွက်လေးပဲရှိတယ်။ကျန်တဲ့ဟာတောက်လျှောက်ဟာအာရခတ်တော်ဆင်းချုပ်ထားတာဖြစ်။နောက်တစ်ခါသူတို့အခုရင်နာတွေတင်းနေတယ်ဆိုရဲအဲ့ဒီမသေးကျွန်းအဲ့ဒီပတ်ချလဲမှာကအရှင်တွေကတည်ငြိမ်မှုမရှိဘူး။အဲ့ဒီအတွက်မှလည်းစစ်တပ်ဟာမကြာပြည်သူတွေကိုအဲ့ဒီမှာအပုံကျဲတယ်လက်နက်ကြီးနဲ့ပစ်တယ်နော်။အဲ့ဒီမှာရှိနေတဲ့ပြည်သူလူထုကိုပုံစံမျိုးနဲ့ဒုက္ခပေးနေတယ်။အဲ့လိုအကြောင်းတွေကိုထောက်ရှုခြင်းအပြင်နော်ဒီစီမံကိန်းပြန်လဲစတင်ဖို့ဆိုတဲ့ဟာကတော့ဖြစ်နိုင်တယ်လို့မထင်ပါဘူးခင်ဗျာ။လက်ရှိတရုတ်ဆိုရနဲ့စစ်ကောင်စီတို့ကြားသဘောတူညီချက်ထဲမှာစီမံကိန်းကိုကောင်ထွေဖော်တဲ့အခါမြန်မာနိုင်ငံရဲ့လက်ရှိအခြေအနေတွေနဲ့ကိုက်ညီမှုရှိအောင်ဆောင်ရွက်သွားမယ်ဆိုတဲ့ရှက်လေးပါဝင်ပါတယ်။
ကြောက်ဖြူစီမံကိန်းကိုမြေပြင်မှာကောင်တယ်ဖော်ဆောင်ရွက်နိုင်ဖို့ဆိုရင်ရခိုင်ပြည်သူတရားလုံးထောက်ခံထားတဲ့အာရခတ်တပ်တော် AA ရဲ့ခွင့်ပြုချက်ဟာအရေးကြီးဆုံးဖြစ်တယ်လို့လည်းဦးမျိုးကျော်ကဆက်ပြောပါတယ်။ဘာဖြစ်လို့လဲဆိုတော့ဒီတရားစာဓာတ်တွေကကျွန်တော်တို့ရခိုင်ပြည်ကြီးကထွက်တာလေ။ဒီတပ်တော်ဆိုတာကလည်းရှင်းရှင်းပြောရခိုင်ပြည်သူတွေအတွက်ရခိုင်ပြည်ကြီးအတွက်ရခိုင်ပြည်အတွက်သူတို့တိတ်ပွဲဝင်နေတယ်။အဲ့တော့ဒီမြေကတရားစာဓာတ်ကိုအရင်လိုလှုပ်ရှင်လို့လှုပ်ရှင်ကတော့ပြီးလို့မရဘူး။အဲ့ဒီအတွက်မှာအခုတပ်တော်အနေနဲ့လည်းရခိုင်ပြည်မှာအများစုကိုရခိုင်ပြည်ရဲ့14မြို့နယ်ကိုတိတ်ပိတ်ပြီးဖြစ်ဆိုတဲ့အခါမှာသူတို့နဲ့မပြောဘဲနဲ့ဒီဟာကြီးပြန်ပြီးတော့အကောင့်ဆက်ပေါ်မယ်ဆိုရင်လည်းအဲ့ဒီလုပ်ငန်းကအောင်မြင်မှာမဟုတ်ဘူးအဲ့ဒီအတွက်မှာသေချာတော့ရခိုင်ရဲ့ဒီနေ့ညာပြည်သူလက်ခံထောက်ခံတဲ့နော်ရခိုင်ပြည်ရဲ့ပြည်သူအစိုးရလို့တောင်မှသုံးရမလို့ဖြစ်နေတယ်နော်ဒီတပ်တော်ရဲ့ခွင့်ပြုချက်နော်သူတို့နဲ့နေပြီးတော့ပြည်ဆောင်ဆွေးနွေးဖြေရှာပြီးမှသာဒီလုပ်ငန်းကိုစတင်ဖို့အတွက်ခရီးပေါက်နိုင်မယ်အာရခတ်တပ်တော် AA ဘက်ကတော့ရခိုင်ပြည်နယ်အတွင်းရှိစီမံကိန်းတွေနဲ့ပြည်သူလူထုအတွက်ကြိုးရှိမဲ့ဘလို့နိုင်ငံခြားယင်းနှိမ့်မြုပ်နှံမှုမျိုးကိုမဆိုအကာအကွယ်ပေးသွားမယ်လို့ပြောဆိုထားပါတယ်။လက်ရှိမှာလည်းစစ်ကောင်စီနဲ့အာရခတ်တပ်တော် AA တို့ကြားကြောက်ဖြူမျိုးနဲ့စနေမျိုးအနီးရှိတောင်ပေါ်ဦးရေတပ်စခန်းအနီးမှာတိုက်ပွဲတွေဆက်လက်ပြင်းထန်နေစေဖြစ်ပါတယ်။စစ်ကောင်စီရဲ့လေကြောင်းကဘုံကျဲတိုက်ခတ်မှုတွေကြောင့်အရသာထိခိုက်ဒေဆုံးမှုတွေလည်းရှိနေပါတယ်။အခုအကောင့်တွေပေါ်ဖို့ကြိုးပမ်းနေတဲ့ကြောက်ဖြူရင်းတဲ့စကန်စီမံကိန်းဟာတရုတ်နိုင်ငံရဲ့ရဝန်းနဲ့ပူလန်မစီမံကိန်းရဲ့ရေးပါတဲ့မဟုတ်ဝတ်တစ်ခုလေးဖြစ်နေပါတယ်။ဒါအပြင်တရုတ်နိုင်ငံအတွက်အိန္ဒိယသမုဒ္ဒရာကိုတိုက်ရိုက်ထွက်ခွာနိုင်မဲ့မဟာဗျူဟာမြောက်ကုန်သွယ်ရေးလမ်းကြောင်းတစ်ခုလေးဖြစ်ပါတယ်။အဲ့ဒီကြောက်ဖြူအထူးစီးပွားရေးဆောင်စီမံကိန်းကိုပြီးခဲ့တဲ့ဦးသိန်းစင်ဆိုရလက်ထက်ကတည်းကတရုတ်နဲ့မြန်မာအကြားသဘောတူညီခဲ့ကြတာပါ။ NLD ဆိုရလက်ထက်မှာအကျိုးခံစား권ဆိုင်ရာရှက်လက်တချို့ကိုပြုပြင်ပြောင်းလဲခဲ့ပါတယ်။စစ်တပ်ကအာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ဒီစီမံကိန်းကိုအမြန်ဆုံးကောင်တယ်ဖော်ဆောင်ရွက်နိုင်ဖို့စစ်ကောင်စီနဲ့တရုတ်ဆိုရတို့ပုံမှုကျိုးပန်းလာကြတာလည်းဖြစ်ပါတယ်။ကလေးတမူလမ်းပိုင်းတိုက်ပွဲရပ်ပေါင်း20အတွင်းစုစုဘက်က80ကျော်တည်ဆုံခဲ့တဲ့သတင်းရရှိထားပါတယ်။ဒီသတင်းကိုဆက်လက်မီဒီယာကတင်ဆက်ပါမယ်။စကိုင်းတိုင်းတမူခရိုင်ကလေးတမူလမ်းပိုင်းတိုက်ပွဲမှာရပ်ပေါင်း20အတွင်းစစ်ကောင်စီဘက်က80ဦးထပ်မံတေဆုံးနေပြီလို့စစ်ရေးသတင်းရင်းမြစ်အရသိရပါဗျ။စစ်ကောင်စီတပ်ကဇွန်လ9ရက်နေ့ကနေအိန္ဒိယမြန်မာနှစ်နိုင်ငံအတွက်အရေးပါတဲ့နယ်စပ်ကုန်သွယ်ရေးလမ်းကလေးတမူလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ရမှာဇွန်လ26ရက်နေ့အထိရပ်ပေါင်း20အတွင်းစစ်ကောင်စီတပ်သား80ဦးထပ်မံတေဆုံးသွားပြီလို့စစ်ရေးသတင်းရင်းမြစ်ကပြောပါဗျ။စစ်လို့ဆိုဘက်ကရက်20အတွင်းမှာ80ကျော်သွားပြီ။တမူဘက်ကအချက်လက်နဲ့ရဲဘော်တွေရဲ့တွေ့ရှိချက်ကိုစူးစောင်းပြီးပြောတာပါဒါကထိခိုက်ဒဏ်ရာရရှိမှုအလောင်းရရှိမှုမပါသေးပါဘူးပြိုစောထီးနဲ့စစ်မှုထမ်းတပ်သားတစ်တွေပူများနိုင်ပါတယ်ဒေါ်လာရေးရဲဘော်တွေဘက်ကတော့ထိခိုက်မှုအနည်းငယ်တော့ရှိပါတယ်အဲ့ဒီလိုစစ်ကောင်စီတပ်သားတေဆုံးသူ80ကျော်စရင်ဟာထိခိုက်ဒဏ်ရာရရှိမှုနဲ့အလောင်းရရှိမှုမပါဘဲဒေသခံတွေရဲ့လှုပ်ဝက်သတင်းပေးချက်တွေသာဖြစ်ပြီးအမှန်တကယ်တေဆုံးသူဟာ100ကျော်နိုင်ပြီးဒေါ်လာရေးအင်အားစုဘက်ကအနည်းငယ်ထိခိုက်မှုတော့ရှိနေတယ်လို့ဆိုပါတယ်။စစ်ကောင်စီတပ်သားတွေတေဆုံးမှုမှာပြူစောထီတွေနဲ့စစ်မှုထမ်းတပ်သားတွေအများစုဖြစ်နေပြီးပြည်သားစုထံအလောင်းမရောက်ရှိပဲတေဆုံးနေသူတွေကိုစစ်အုပ်စုကအသက်ရှင်လျက်ရှိနေတဲ့ပုံစံမျိုးနဲ့ဝါရဖြန့်ဖြောင်းဖြနှစ်သိမ့်ပေးနေကြတာဖြစ်ကြောင်းဒေသခံသတင်းညစ်မြစ်ကပြောပါတယ်။ပြူစောထီမိသားစုဝင်တွေကတော့သူတို့ရဲ့သားတူမောင်ကြီးတွေအသက်ရှင်လက်ရှိမရှိသတင်းသွားမဲကြတော့လူကြီးပိုင်းကရှိပါတယ်တိုက်ပွဲသွားနေကြပါတယ်အဆင်ပြေကြပါတယ်စိတ်မပူဘူးပဲပြောပြီးပြန်ခိုင်းလိုက်ကြတာပါဒါပေမဲ့စစ်အုပ်စုရဲ့ထိုးစစ်ဆင်မှုအတွင်းမှာတေဆုံးသွားတဲ့သူတို့ရဲ့တပ်သားတွေကိုမကောက်ယူနိုင်ပဲခြံထားခဲ့လို့တော်လိုင်းရဲ့ရဲဘော်တွေကတချို့စစ်တပ်အလောင်းတွေကိုညှို့နှံပေးတဲ့အထိဖြစ်နေတယ်လို့သိရပါတယ်တစ်ဖက်မှာလည်းတရားရရှိခဲ့တဲ့စစ်ကောင်စီလက်အောက်ခံပြည်စောတိတွေနဲ့စစ်မှုထမ်းတပ်သားတွေဆေးရုံမှာဆေးဝါးကုသမှုမရရှိလို့တေဆုံးမှုများပြားနေတာကြောင့်ပြူစောတိကောင်းဆောင်ပကြီးချမ်းမြေကစစ်ကောင်စီရဲ့ကိုယ်စားလှယ်ကိုတိုက်တွန်းရတဲ့အထိဖြစ်လာတဲ့သူ့ရဲ့ဆွေးနွေးချက်ပေါက်ကြားလာခဲ့ပူပါတယ်။စစ်ကောင်စီတပ်ကတရားရရှိတဲ့အရာရှိပိုင်းကိုအရေးပေါ်ဆေးဝါးကုသမှုပြုတ်နိုင်ဖို့ကလေးမျိုးကိုလေရင်နဲ့ပို့ဆောင်နေကြပြီးရဲဘော်အဆင့်တပ်သားတွေနဲ့ပြူစောတိစစ်မှုထမ်းတပ်သားတွေကတဲ့ SNL တပ်သားတွေကိုတော့တမုပြည်သူဆေးရုံနဲ့ရဲစခန်းတွေမှာသာဆေးဝါးကုသပေးနေကြပြီးဆေးဝါးနဲ့ဆရာဝန်မလုံလောက်မှုကြောင့်မိသားစုဝင်တွေနဲ့ရဲဘော်တွေမကျေနပ်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါတယ်။စစ်ကောင်စီက
အိန္ဒိယမြန်မာနှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးအတွက်အရေးပါတဲ့ကလေးတမူလမ်းမိုင်းကိုပြန်လည်ထိန်းချုပ်နိုင်ဖို့ဝိဟင်မြေပြင်အင်အားထောင်နဲ့ချီအသုံးပြုပြီးထိုးစစ်ဆင်တိုက်ခိုက်နေပေမဲ့အလုံးစုံထိန်းချုပ်နိုင်ခြင်းမရှိဘဲထိခိုက်သေးဆုံးမှုအလွန်များပြားနေတာကြောင့်စစ်အုပ်စုကတပ်သားအင်အားပြုံးတီးနေတာပဲဖြစ်နေတယ်လို့ဒေသခံတချို့ကပြောဆိုနေကြပါတယ်။နောက်ဆုံးသတင်းအနေနဲ့ MFP ကပေးပို့ထားတဲ့မုံရွာရာကြီးကလေးဝလန်မင်းကင်းနယ်မှာတိုက်ပွဲဖြစ်ပွားပြီးစစ်အုပ်စုကအရက်သားတွေကိုတစားကန်ဖမ်းဆီးတပ်ဖြတ်တာတွေကျူးလွန်နေတဲ့သတင်းကိုတင်ဆက်ထားပါတယ်။စကိုင်းတိုင်းမုံရွာမြို့နယ်ကနေအာရှလမ်းမကြီးမုံရွာလာကြီးလက်ဘိုးမင်းကင်းကလေးဝအတိုင်းစစ်ကြောင်းထိုးလာတဲ့အင်အား250ဝန်းကျင်မှာစုပ်စုစစ်ကြောင်းဟာဇွန်လ22ရက်နေ့မှာတော့မင်းကင်းမြို့နယ်အစပ်ထိရောက်ရှိလာပြီလို့ဒေသခံသတင်းမြစ်တွေက MFP ကိုပြောပါရယ်စစ်ကြောင်းဟာဇွန်လ19ရက်နေ့မှာကနေမြို့နယ်လက်ပို့ကြီးရွာကအသက်63နှစ်အရွယ်ဦးဝင်းနိုင်နဲ့စိတ်ကျမ်းမာရေးချိုတဲ့သူအသက်36နှစ်အရွယ်ကိုဖြိုးသူတို့ကိုဖမ်းဆီးတပ်ဖြတ်ခဲ့တယ်လို့ဒေသခံတွေကပြောပါရယ်အင်အား250လောက်နဲ့ရောက်သွားတယ်မင်းငင်းအဆက်ကိုရောက်သွားတယ်လို့မနေ့ပိုင်းသတင်းရတယ်ပေါ့နော်ဆရာကြောင်ကနေကနီဆရာကြောင်ကနေမင်းငင်းအဆက်ကိုရောက်သွားပြီဗျတစားကဖမ်းပြီးတော့တချို့သူတို့မတင်ကြတဲ့သူတွေဆိုလို့ရှိရင်ဒါအရက်သားတွေပေါ့နော်ဒီဘက်တွေမှာကဒီဆက်သွယ်ရေးဖုန်းလိုင်းတွေမကောင်းတဲ့အတွက်ဒီစကားပြောစက်တွေအသုံးပြုကြတယ်အဲ့လိုစကားပြောစက်တွေပါတဲ့သူတွေဆိုလို့ရှိရင်သူတို့ကဒါထင်ပြီးတော့တတ်တာတွေပါရှိတယ်တချို့လည်းဒီတိုင်းဘာမှမဟုတ်နဲ့အလကားတက်ခံရတာပေါ့နော်ပြင်းမဲ့တဲ့ပြည်သူတွေတက်ခံရတာတွေရှိတယ်ဗျရွာဒီတစ်ခါမီးကတော့အရန်ကြီးမများဘူးမီးမရှိဘူးရှို့တာတော့နဲတယ်အခုကလူဖမ်းပြီးတက်တာတော့ရှိတယ်ဗျဖမ်းဆီးတက်ထက်တာတွေပါရရှိတယ်စိတ်ရင်တန်းတော့မပါဘူးခြေရင်ပါတယ်ခြေရင်လာတယ်နောက်ပြီးတော့ဒီပြည်သူပိုင်းကျေးရွာပစ္စည်းတွေပေါ့နော်ပြည်သူပိုင်းပစ္စည်းတွေကိုယူတယ်တဲပြီးလို့ရှိရင်ဒီတို့နောက်တန်းကိုပြန်ပို့တယ်နောက်တန်းဆိုတာကပြူရွာဗမွေးပြူရွာကိုလည်းပို့တယ်အဲ့ဗမွေးပြူရွာကနေမှတစ်ဆင့်ဒီနမခဘက်ကိုပေါ့နော်အရှိဘက်ဒီနမခဘက်ကိုပို့တာတွေလည်းရှိတယ်ရိတ်ခါတွေပေါ့နော်ကျွန်တော်တို့တောင်သူတွေရိတ်သိမ်းချိန်ပြီးကြတယ်သူတို့မှုရင်းနေတာအခုကရိတ်ခါတွေလှည့်တဲနေတာရင်းမပင်မြို့နယ်ထဲမှာဆိုလို့ရှိရင်လည်းအဲ့တိုင်းပဲပြည်သူပိုင်းကျေးရွာတွေလောက်တယ်ရေခဲတစ်တာဆိုင်ကယ်စပိန်ဆိုလာပြားပေါ့နော်ပြည်သူပိုင်းပစ္စည်းတွေသုံးဆောင်ပစ္စည်းတွေနောက်ဒီရန်တရားဆိုတာထလာကြီးတို့ကားတို့ဘာလို့ရလဲအကုန်တဲတာတဲပြီးတော့အဲ့ဒါတွေနဲ့ရိတ်ခါတွေပါတဲတဲ့ဆန်ဒီဒေသတော်တွေပေါ့နော်ဒါအပြင်ကားလမ်းပေးဝဲရမှာရှိတဲ့ဒေသခံအနည်းဆုံး16ဦးကိုတစားကန်ဖြစ်ဖမ်းဆီးပြီးမင်းကင်းမြို့နယ်တောင်တွင်းချောင်ကြီးရွာအထိခေါ်ဆောင်သွားပါတယ်။စစ်ကြောင်းကြောင့်မုံရွာကနေမင်းကင်းလမ်းမကြီးတစ်လျှောက်မှာရှိတဲ့ကျေးရွာ90ကျော်ကဒေသခံပြည်သူတွေထွက်ပြေးတိမ်းရှောင်နေရတယ်လို့လည်းဒေသခံတွေကပြောပါတယ်ရှင်။ရှမ်းပြည်တောင်ပိုင်းပင်လောင်းမြို့နယ်ထဲမှာရှိတဲ့တီကျစ်ကြောင်မီသွေးစက်ရုံကထွက်တဲ့စွန့်ပစ်မြေစာပုံတွေကိုဒေသခံတောင်သူတွေရဲ့အချမ်းနဲ့လေယာမြေတွေထဲလာရောက်ပုံချနေလို့ဒေသခံတွေအခက်အခဲတွေနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတွေစီကသိရပါတယ်။အရင်ကစက်ရုံဘက်ကမြေစာပုံမှုလိုအပ်တဲ့မြေနေရာတွေကိုရွာသားတွေစီကနေညှိနှိုင်းဝယ်ယူပြီးမှဆောင်ရွက်ခဲ့တာဖြစ်ပေမဲ့လက်ရှိမှာတော့မြေပိုင်ရှင်တွေကိုကြိုတင်သိပေးတာဒါမှမဟုတ်ညှိနှိုင်းတာမျိုးမလုပ်ပဲတောင်သူတွေရဲ့ခြံနဲ့လေယာမြေတွေထဲကိုမြေစာတွေလာရောက်ပုံချနေတယ်လို့ဒေသခံတွေကပြောပါတယ်။ဒါအပြင်မြေစာပုံပြီးသွားတဲ့နေရာတွေမှာစိုက်ပျိုးရေးလုပ်ငန်းတွေဆက်လုပ်ဖို့အခက်အခဲရှိနေပြီးလေယာမြေတွေကိုဆုံးရှုံးသွားသလိုမျိုးဖြစ်နေတယ်လို့ဒေသခံတို့ကပြောပါတယ်။ကျွန်တော်တို့အတွက်ဒီမြေတွေကပတ်စံရှာဖို့နေရာတွေမဟုတ်ဘူး။မိဘဘိုးဘွားလက်ထက်ကလေးကလွတ်ကင်လာတဲ့အသက်မွေးဝမ်းကြောင်းမြေတွေပါ။အခုလိုမမီမမြဲပဲမြေစာတွေလာပုံလိုက်တော့ကိုမြေကိုပိုင်ထားပြီးကိုမြေပေါ်မှာတော့ဘာမှလုပ်လို့မရတဲ့အခြေအနေဖြစ်လာတယ်။မြေတွေကိုကျင်းရင်နာရတယ်။ဘယ်သူကိုသွားပြောရမှန်းလည်းမသိဘူး။ပြောရတဲ့သူလည်းမရှိဘူး။နေ့တိုင်းမြေစာပုံတွေပူမြင့်လာတာကိုကြည်ရင်စိတ်ထဲမှာကြောက်စိတ်နဲ့နေထိုင်နေရတယ်။မိုးရတဲ့ညတွေဆိုရင်မြေပြိုလာမလားရွာထဲကိုဆင်းလာမလားဆိုပြီးအဲ့လိုတော့မပြောဘူး။တောင်ကြီးတစ်ခုလိုဖြစ်လာတဲ့မြေစာပုံအောက်မှာနေရတာကအန်ရနဲ့အတူတူနေရသူခံစားရတယ်
ကိုအိမ်ကိုမြေကိုရွာကိုကာကွယ်ပေးမဲ့သူရှိလာမလားဆိုပြီးတော့ပဲမျှော်လင့်နေရတယ်ကျွန်တော်တို့ကတာမန်တောင်သူတွေပါတစ်နှစ်ပတ်လုံးစိုက်ပျိုးလုပ်ကိုင်ပြီးတော့မိသားစုစာဝင်တွေကိုရုန်းကန်နေကြရတာပါအခုတော့လယ်မြေတွေပျက်စီးလာတယ်စိုက်ပျိုးလို့မရတော့ဘူးပြောဆိုတိုင်ကြဖို့ကလည်းအားကိုးရတဲ့နေရာမရှိဘူးအဲ့ဒီလိုဆက်ဖြစ်နေရင်နောက်မျိုးဆက်တွေမှာလုတ်ကန်စားတော့ဖို့မြေတောင်ကျန်တော့မှာမဟုတ်ဘူးဆိုတဲ့စိုးရိမ်မှုတွေကကျွန်တော်တို့ရွာသားတိုင်းမှာရှိနေပါတယ်ဗျာ ကြောင်မီးသွေးစက်ရုံကနှစ်စဉ်စွန့်ပစ်ထားတဲ့မြေစာပုံတွေဟာအခုဆိုရင်တောင်ကုန်းတစ်ခုစာရှိနေလို့အရင်ကတည်းကရှိနေခဲ့တဲ့တာယာကုန်းလွိုင်ခါနဲ့တောင်ပို့လရွာတွေဟာလည်းမြေစာပုံကုန်းရဲ့အခြေမှာရောက်သွားရတာကြောင့်မိုးရသည်မှာပြိုကျလာမှာကိုစိုးရိမ်နေကြရတယ်လို့ဒေသခံတွေကပြောပါတယ်။ကြောင်မီးသွေးသုံးလျှက်စစ်ဓာတ်ပေးစက်ရုံနဲ့ပတ်သက်လို့ဖွံ့ဖြိုးရေးလို့ပြောတဲ့အခါမှာဒီဖွံ့ဖြိုးရေးကြောင့်လူတွေရဲ့အသက်ကျန်းမာရေးနဲ့စားဝင်နေရေးတွေဘလောက်ပေးဆက်ရသလဲအမှန်တကယ်ရောဖွံ့ဖြိုးသွားသလားဆိုတာမေးခွန်းထုတ်ဖို့လိုတယ်လို့ရှမ်းပြည်ကျေးဆိုင်တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလှုပ်ရှားသူမတ်ဆောင်းနှင်းကဆိုပါတယ်မြေစာပုံရဲ့နောက်ဆက်တွဲဖြစ်လာနိုင်တဲ့ဘေးထွက်ဆိုးကျိုးတွေကအများအပြားရှိနေပြီးတာဝန်ရှိသူတွေအနေနဲ့လူမှုမျက်နှာကြည့်ဖို့လိုအပ်တယ်လို့မတ်ဆောင်းနှင်းကပြောပါတယ်နောက်တစ်ခုကကြတော့ဒီမြေစာပုံကနေပြီးတော့မှနောက်ဆက်တွဲဖြစ်လာနိုင်တဲ့အရာတွေကဒီမြေစာပုံတွေထဲမှာဆိုရင်ကျမတို့ကဘာတွေရှိနိုင်လဲဆိုတော့ဒီဓာတ်အမျိုးမျိုးရှိနိုင်တာပေါ့နော်ကြောက်မီသွေးကတူရှိနေတာပြဿနာမဟုတ်ဘူးကြောက်မီသွေးကိုကျမတို့ကဒီဖြိုခွင်းလိုက်တဲ့အချိန်မှာဆိုရင်ထွက်ပေါ်လာတဲ့ပေါ့နော်ဒီဓာတ်တွေပေါ့နော်ဆိုတော့ကြောက်မီသွေးဒီတေချာတယ်လေ99% ကတော့ဒါကာဗွန်တွေဖြစ်တယ်ပြီးရင်တခြားသောဓာတ်တွေပေါ့နော်လူတွေကိုအကျိုးမပြုတဲ့ဓာတ်တွေလည်းအများကြီးပါတယ်အဲ့ဒီအရာတွေကလည်းကျွန်တော်တို့ဒီမြေကြီးထဲတွေဒီရေစီးချောင်းနဲ့အတူပေါ့နော်မိုးရအခုဆိုကျွန်တော်တို့မိုးရသည်ဖြစ်တယ်အဲ့ဆိုရေစီးချောင်းနဲ့ပါသွားတာမျိုးတွေမြေကြီးထဲကိုစိတ်ဝင်သွားတဲ့အခြေအနေမျိုးတွေဆိုရင်တေချာတဲ့ဒါကဒီမြေကြီးထဲမှာလည်းပဲဓာတ်တွေပြက်ပိုရောက်သွားသလိုဒီရေထဲမှာပြုတ်ဝင်သွားတာဖြစ်တဲ့အတွက်ဒီရေကိုသုံးဆွဲတဲ့လူထုမှာလည်းပို့ပြီးတော့မှထိခိုက်မှုတွေပို့ပြီးတော့မှဖြစ်မယ်ပေါ့နော်ဆိုအဲ့ဒီဟာတွေကလည်းစိုးရိမ်စရာအကြောင်းဖြစ်တယ်မြေစာပုံတွေကြောင့်ဖြစ်ပေါ်လာနိုင်တဲ့အန္တရာယ်တွေနဲ့လေယာမြေထိခိုက်ဆုံးရှုံးမှုတွေကိုသက်ဆိုင်ရာတာဝန်ရှိသူတွေအထူးသဖြင့် PNO အဖွဲ့အစည်းအနေနဲ့ကွင်းစင်းစစ်ဆေးပြီးအရေးယူဆောင်ရွက်ပေးဖို့လိုအပ်နေတယ်လို့ဒေသခံတွေကတောင်းဆိုနေကြပါတယ်တီကျစ်ကြောင်မီသွေးတူးဖော်ရေးနဲ့ကြောင်မီသွေးလျှက်စစ်စက်ရုံစီမံကိန်းဟာမြန်မာနိုင်ငံအတွင်းအငင်းပွားမှုအများဆုံးစွမ်းရည်စီမံကိန်းတွေထက်ကတစ်ခုအဖြစ်သတ်မှတ်ခံထားရတာပါစက်ရုံနဲ့မိုင်းလုပ်ငန်းတွေကို2000ပြည့်နှစ်အစောပိုင်းကတည်းကစတင်အကောင့်ထဲပေါ်ခဲ့တာဖြစ်ပြီး2005ခုနှစ်မှာကြောင်မီသွေးသုံးလျှက်စစ်ဓာတ်ထုတ်လုပ်မှုကိုစတင်ခဲ့တဲ့တီကျစ်စက်ရုံဟာမြန်မာနိုင်ငံရဲ့ပထမဆုံးသောကြောင်မီသွေးသုံးလျှက်စစ်စက်ရုံတွေထက်ကတစ်ခုလည်းဖြစ်ပါတယ်စက်ရုံနဲ့မိုင်းလုပ်ငန်းတွေစတင်လဲပတ်ပြီးနောက်ပိုင်းဖုံမုံတွေပြန့်နှံ့တာလေထုညဉ့်ညမ်းမှုတွေဖြစ်ပေါ်လာတာနဲ့ကျန်းမာရေးဆိုင်ရာပြဿနာတွေပေါ်ပေါက်လာကြောင်းတိုင်ကြားမှုတွေဆက်တိုက်ရှိခဲ့တာပါအချို့ဒေသခံတွေမှာအသက်ရှူလမ်းကြောင်းဆိုင်ရာယောဂါတွေအရေးပြားယားယံမှုတွေနဲ့နေထိုင်မှုပတ်ဝန်းကျင်ယိုယွင်းလာမှုတွေကိုကြုံတွေ့ခဲ့ရတယ်လို့ဒေသခံတွေရဲ့ပြောပြချက်ကိုအခြေခံပြီးအစီရင်ခံစာတွေမှာဖော်ပြထားပါတယ်တီကျစ်ဒေသဟာအင်းလေးကန်ရေဝေရေလဲဒေသနဲ့နီးစပ်တဲ့နေရာတစ်ခုဖြစ်တာကြောင့်တဘာဝပတ်ဝန်းကျင်ဆိုင်ရာအဖွဲ့အစည်းတွေကလည်းကြောင်မီသွေးတူးဖော်မှုနဲ့စွန့်ပစ်ပစ္စည်းတွေကြောင့်ရေဝေရေလဲဒေသပေါ်တက်ရောက်မှုရှိလာနိုင်ကြောင်းသတိပေးမှုတွေပြုလုပ်ခဲ့ကြပါတယ်အခုတင်ဆက်ပေးခဲ့တာကတော့ဒေသအခြေစိုက်သတင်းမီဒီယာ9ခုနဲ့ဖွဲ့စည်းထားတဲ့ Burma Media Consortium BMC ရဲ့ရုပ်သံသတင်းအစီအစဉ်ဖြစ်ပါတယ်။ဒီအစီအစဉ်ကိုအပတ်စဉ်တနင်္လာနေ့နေ့လယ်2:15မိနစ်မှာထုတ်လွှင့်ပြီးတနင်္လာနေ့ညနေ9:15မိနစ်မှာလည်းတစ်ချိန်ပြန်လည်ထုတ်လွှင့်ပေးနေပါတယ်။ကြည့်ရှုအားပေးခဲ့ကြတဲ့တယောက်ချင်းစီကိုကျေးဇူးတင်ပါတယ်ရှင်။ကျွန်မကတော့မှုဝင်ကြပါ